ကိုပိုင်ရဲ့ဒူရီ channel ရနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel မှာဗီဒီယိုလေးတွေမတင်တာတနေ့နေ့ပါရှိခဲ့ပြီပေါ့နော်အဲ့တော့ကျွန်တော်ကဒီနေ့မှာတော့အခုမှဒူရီကိုစဆော့မဲ့သူတွေကတော့ဘလို့ပုံစံမျိုးကပို့ပြီးတော့ပေါက်ဖို့ရှိလဲဆိုတာကိုကျွန်တော်ကနည်းနည်းပါးလေးရှေ့ပြေးလမ်းပြလေးလုပ်ပေးမယ်ပေါ့နော်အဲ့တော့ထုံးစံအတိုင်းပဲပေါ့နော်ဒါကတော့ဒီလွန်ခဲ့တဲ့3ဘက်ကထွက်ခဲ့တဲ့ကဏ္ဍတွေပေါ့နော်အဲ့တော့ကျွန်တော်ကအထီကီးကနေစပြီးတော့ပြောပြမယ်လွယ်လွယ်လေးပဲအထီကီးကနေစလဲဘယ်လိုစလဲဆိုလို့ရှိရင်ပါဝါသိရင်ရပြီပါဝါကဘယ်လိုသိလဲဆိုလို့ရှိရင်ဒီမှာဒါကတနင်္လာနေ့ကမနက်ခင်းထွက်ခဲ့တဲ့ကဏ္ဍ38မြင်ရလားမသိဘူးနော်နည်းဆက်ပြမယ်38ဒါကညနေခင်းမှာထွက်ခဲ့တဲ့ကဏ္ဍ9ခုဒီတနင်္လာနေ့မနက်ခင်းထွက်ခဲ့တဲ့ကဏ္ဍထိတ်နဲ့ညနေခင်းထွက်တဲ့ကဏ္ဍအပိတ်နဲ့ပေါင်းပြရမယ်ပေါ့နော်ဒီခုနဲ့3နဲ့ပေါင်းလို့ရှိရင်3ညရတယ်3ညရဲ့ပါဝါက9ခုနဲ့8နဲ့ပေါင်းလို့ရှိရင်9ရတယ်9ရဲ့ပါဝါက3ညအဓိကကတော့ဗျာအဲ့လိုမျိုးဒီပေါင်းညရလိုက်တဲ့ကဏ္ဍတွေကိုပါဝါပြောင်းပေးရမယ်နောက်ရက်ထီကနှလုံးထဲပဲ3ည9 9 3ညနောက်ရက်မှာဘာထက်သွားလဲဆိုလို့ရှိရင်လေတင်9 9 3ထက်သွားတယ်မနက်ခင်းမှာတင်9ညနေခင်းမှာ9 3ထက်သွားတယ်အဲ့ဒါကိုပတ်တိအနေနဲ့လည်းသုံးလို့ရတယ်သူကအမြဲတမ်းမှန်လားဆိုတော့အမြဲတမ်းမှန်တယ်တော့မဟုတ်ဘူး9ရက်တစ်ပတ်မှာ4ရက်လောက်ကတော့ပုံမှန်အမြဲတမ်းမှန်တယ်ပေါ့နော်ပြက်ပင်ကနည်းနည်းရှားတယ်နောက်ပြီးနည်းနည်းလေးဆက်ကြည့်ရအောင်နော်3နဲ့1ပေါင်းခြင်းက4ရတယ်3နဲ့5နဲ့ပေါင်းခြင်းက8ရတယ်4ရဲ့ပါဝါက9 8ရဲ့ပါဝါက3အဲ့တော့ဒီမှာ4 9 8 3ဟုတ်လားအဲ့တော့4 9 8 3ရတယ်ပေါ့နော်နောက်နေ့မှာဘာထိသွားလဲဆိုလို့ရှိရင်ဒီမှာ4ထိသွားတယ်ဟုတ်လားဒီမှာနော်4ထိသွားတယ်ဟုတ်လားလွယ်လွယ်လေးပဲနော်ဒီမှာဆိုလို့ရှိရင်လည်း4နဲ့1နဲ့ပေါင်းခြင်းက9ရတယ်4နဲ့5နဲ့ပေါင်းခြင်းက9ရတယ်9ရဲ့ပါဝါက3ည9ရဲ့ပါဝါက4ကျတော့9 3ည9 4ဟုတ်လားဒီမှာဆိုလို့ရှိရင်လည်းဘာထိသွားလဲဆိုလို့ရှိရင်3ညထိသွားတယ်မနက်ခင်းကဏ္ဍမှာလည်း3ညထိသွားတယ်ညနေခင်းကဏ္ဍမှာလည်း3ညထိသွားတယ်ဒါကခွေအောင်ခွေမယ်ဆိုလို့ရှိရင်ခွေအောင်ခွေလို့ရတယ်ပေါ့နော်စက်ကြည့်ရအောင်ပေါ့နော်ရှင်းနဲ့လေးနဲ့ပေါင်းခြင်းက2ရတယ်ဒီနဲ့ရှင်းနဲ့လေးနဲ့ပေါင်းခြင်းက2ရတယ်ရှင်းနဲ့5နဲ့ပေါင်းခြင်းက3ရတယ်2ရဲ့ပါဝါကခွန်3ရဲ့ပါဝါက8ကြတော့2ခွန်3 8ဒီမှာ2ခွန်3 8ဟုတ်လားဒါကနောက်ပတ်တနင်္လာနေ့မှာထိပေးရမယ်ခဏကျတော့ဘာထိသွားလဲဆိုလို့ရှိရင်ဒီမှာကြည့်လိုက်တော့2ထိသွားတယ်ဟုတ်လားဒီမှာဘာထိသွားလဲ2ထိသွားတယ်တနင်္လာနေ့မှာ2ထိသွားတယ်ဒါကအရင်ဘက်ကဟာကိုပြောပြတာနော်ဒီမှာဆိုရင်လေကျွန်တော်တို့2နဲ့1ပေါင်းခြင်းက3ရတယ်4နဲ့1ပေါင်းခြင်းက9ရတယ်3ရဲ့ပါဝါက8 9ရဲ့ပါဝါက3ညအဲ့တော့3 8 5 3 8 5 3ညပေါ့နော် sorry 3 8 5 3ညအဲ့မှာဘာထိသွားလဲဆိုလို့ရှိရင်မနက်ခင်းမှာ3ထိသွားတယ်ညနေခင်းမှာ3ညထိသွားတယ်ဟုတ်လားဒီကနေ့အမှန်တမ်းပြောလို့ရှိရင်ခွေမယ်ဆိုလို့ရှိရင်တော့မှခွေလို့ရတယ်ဟုတ်လားဒါကတော့လေ channel မှာဆိုလို့ရှိရင်လဲပုံမှန်ကတော့ထီကီးတွေကပုံမှန်တင်ပေးတယ်ပေါ့နော်ဒါကပုံမှန်စော့ရင်အမြဲနိုင်အောင်ဘယ်လိုစော့ရမလဲဆိုတာကိုပြောပြတာပေါ့နော်ဒီမှာဆိုလို့ရှိရင်လဲခုနဲ့1ပေါင်းခြင်းက8ရတယ်8ရဲ့ပါဝါက3 3နဲ့1ပေါင်းလို့ရှိရင်ဘာရလဲဆိုလို့ရှိရင်4ရတယ်4ရဲ့ပါဝါက9ကျတော့8 3 4 9ဟုတ်လားဒီမှာဘာထိသွားလဲဆိုလို့ရှိရင်မနက်ခင်းကဏ္ဍမှာ8ထိသွားတယ်ဟုတ်လားကဲစက်ကြည့်ရအောင်နော်ခုနဲ့ပေါင်းခြင်းက9ရတယ်8နဲ့9နဲ့ပေါင်းခြင်းက9ရတယ်9ရဲ့ပါဝါက4 9ရဲ့ပါဝါက3ညအဲ့တော့9 4 5 3ညဟုတ်လားဒီ9 4 5 3ညကနောက်ရက်မှာထိပေးရမယ်ခဏဘာထိသွားလဲဆိုလို့ရှိရင်3ညထိသွားတယ်4ထိသွားတယ်ဟုတ်လား9လည်းထိသွားတယ်နော်ဒီမှာလည်းပြောလို့ရှိရင်ဒီကနေ့ခွေအောင်ခွေလို့ရတယ်ပေါ့နော်
တခါတလေမှာဆိုလို့ရှိရင်လေသူကတပတ်မှာတရက်လောက်တော့ခွေပေးတာရှိတယ်ပေါ့နော်တခါတလေမှာဆိုလို့ရှိရင်လေကျွန်တော်တို့2ရက်စတိုက်ခွေရတယ်လည်းရှိတယ်ပေါ့နော်ဒါဆိုကျွန်တော်ဆက်ကြည့်အောင်နော်6နဲ့3ညပေါင်းခြင်းက6ရတယ်6နဲ့4နဲ့ပေါင်းခြင်းက3ညရတယ်6ရဲ့ပါဝါ1 3ညရဲ့ပါဝါ5အဲ့တော့6 1 3ည5ဒီမှာနောက်ပတ်မှာဒီနောက်ရက်တော့ကြနေမှာဘာထိသွားလဲဆိုလို့ရှိရင်3ညထိသွားတယ်ဟုတ်လား3ညထိသွားတယ်3ညဒီ3ညထိသွားတယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီနောက်ရှိဒီဘက်ပေါ့ဒီဘက်တနင်္လာနေ့မှာဘာထိမလဲဆိုလို့ရှိရင်ကြည့်အောင်နော်ခုနဲ့3ပေါင်းခြင်းက3ညရတယ်3နဲ့2ပေါင်းခြင်းက9ရတယ်3ညရဲ့ပါဝါက9ရဲ့ပါဝါက3ညအဲ့တော့နှလုံးပဲရှိတယ်3ည9 3ညနှလုံးပဲရှိတယ်အဲ့တော့နောက်ဘက်ဘာထိသွားလဲဆိုလို့ရှိရင်နောက်ဘက်တနင်္လာနေ့မှာ4 5ထိသွားတယ်မနက်ခင်းမှာညနေခင်းမှာ3ည5ထိသွားတယ်ဒီကနေ့အမှန်တိုင်းပြောလို့ရှိရင်ခွေမဲ့ဆိုခွေလို့အောင်ရရင်နော်ဒီမဲ့ကြည့်4 5 3ည5ထိသွားရင်နော်စက်ကြည့်အောင်နော်9နဲ့4ပေါင်းခြင်းက9ရတယ်9ရဲ့ပါဝါက4 9 4 9နဲ့5ပေါင်းခြင်းက3ညရတယ်3ညရဲ့ပါဝါက5 9 4 3ည5 9 4 3ည5အဲ့တော့ကျွန်တော်စက်ကြည့်အောင်နော်9 4 3ည5ဘာထိသွားလဲဆိုလို့ရှိရင်ဒီမှာ9ထိသွားတယ်ဟုတ်လားဒီမှာ9လာထိသွားတယ်နော်အမြဲတမ်းမှန်မယ်တော့မဟုတ်ဘူးပေါ့ဗျာတပတ်မှာ9ရက်ရှိလို့ရှိရင်4လောက်ကတော့ပုံမှန်အမြဲတမ်းမှန်တယ်ပေါ့နော်ကဲစက်ကြည့်အောင်နော်3နဲ့1နဲ့ပေါင်းခြင်းက8ရတယ်9နဲ့1နဲ့ပေါင်းခြင်းက6ရတယ်8ရဲ့ပါဝါက3 6ရဲ့ပါဝါ1အဲ့တော့8 3 6 1ဟုတ်လား8 3 6 1ဘာထိသွားလဲဆိုလို့ရှိရင်မနက်ခင်းမှာ1ထိသွားတယ်ညနေခင်းမှာ6ထိသွားတယ်ညနေခင်းမှာ6ထိသွားတယ်နေ့လယ်ခင်းမှာညနေခင်း8လည်းထိသွားတယ်ဒီလား6 8ထိသွားတယ်ကြတော့ဒီကနေ့အမှန်တိုင်းပြောရင်ခွေထိုးလို့ရတယ်ဒီလားဒီမဲ့ဘာထိသွားလဲမနက်ခင်းမှာခွန်1ညနေခင်းမှာ6 8အဲ့တော့ကျွန်တော်တို့စက်ကြည့်လိုက်အောင်ပါနော်ခုနဲ့8နဲ့ပေါင်းခြင်းက9ရတယ်9ရဲ့ပါဝါ3ည8နဲ့1နဲ့ပေါင်းခြင်းက9ရတယ်9ရဲ့ပါဝါ4ကြတော့9 3ည9 4ဒီ9 3ည9 4ကကြာတာပရိနေ့မှာလာထိရမှာပြမယ်ဘာထိသွားလဲဆိုလို့ရှိရင်ဒီမှာ4ထိသွားတယ်နေ့လည်ကမှာလည်း4ထိသွားတယ်ညနေကမှာ4ဘူးထိသွားတယ်ဟုတ်လားကဲစက်ကြည့်အောင်နော်ညလာမသိဘူးနော်ပြမယ်နော်ဒီမှာဆိုလို့ရှိရင်လည်းဒီညလေးနဲ့ပေါင်းခြင်းက8ရတယ်ဒီည2နဲ့ပေါင်းခြင်းက6ရတယ်8ရဲ့ပါဝါ3 6ရဲ့ပါဝါ1အဲ့တော့8 3 6 1ဒီ7 3 6 1ကပေါက်တာနေမှာလာထိတာဘာထိသွားလဲဆိုလို့ရှိရင်မနက်ခင်းမှာ3ထိသွားတယ်ညနေခင်းမှာ1ထိသွားတယ်ဟုတ်လားဒီဘက်နော်ဒီမှာမနက်ခင်းမှာ3ထိသွားတယ်ညနေခင်းမှာ1ထိသွားတယ်အမှန်တမ်းပြောရင်ဒီကနေ့ခွေထိုးလိုက်ရတယ်ဟုတ်လားကဲကျွန်တော်တို့ဆက်ကြည့်အောင်နော်ဒါကတော့ဒီရှေ့ဘက်တနင်္လာနေ့မှာထွက်မဲ့ကဏ္ဍနော်ဆက်ကြည့်လိုက်အောင်ဒီမှာ၄နဲ့1နဲ့ပေါင်းခြင်းက9ရတယ်3နဲ့1နဲ့ပေါင်းခြင်းက4ရတယ်4ရဲ့ပါဝါက9 9ရဲ့ပါဝါက3ညအဲ့တော့9 3ည4 9ဟုတ်လားဒီ9 3ည4 9ကတနင်္လာနေ့မှာထိမဲ့ကဏ္ဍပေါ့နော်ထီကီးတွေပါနေအဲ့လိုဒီကလို့ထီကီးတွေပါလိုချင်တယ်ဆိုလို့ရှိရင်လည်းဒီကျွန်တော်ရဲ့ Telegram နဲ့ Viber မှာလည်းလာယူလို့ရတယ်ပေါ့နော်အဲ့မှာလည်းတင်ပေးထားတယ်ပေါ့နော်နောက်ပြီးတော့ကို့မှာရှိတဲ့ထီကီးနဲ့တွဲမဲ့ဆိုလို့ရှိရင်လည်းတွဲလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ